ဘာဝဘတ်လို့ခေါ်တဲ့နတ်မျိုးစိတ်တွေကအထီးတကောင်ကသူဟာသူ့ရဲ့အချစ်ဆုံးအိမ်တော်ဖက်ကိုဆွဲဆောက်ဖို့အတွက်ထူးခြားတဲ့အိမ်လေးတစ်လုံးကိုတည်ဆောက်နေတာပါတာမန်အတိုက်လို့မဟုတ်ပဲအလှဆင်ထားတဲ့အိမ်လေးပါသူကတော်ထဲကနေအယောင်သွေးဆောင်တဲ့အရာဝတ္ထုတွေကိုစိတ်စီလက်ရှိရှားဖွေစုဆောင်းပါတယ်အနီရောင်အတီးလေးတွေလီမော်ရောင်နဲ့အရာရောင်ပန်းဖွင့်လေးတွေမိသွေးခဲလေးတွေတခါတည်းသမင်ကြီးလိုမျိုးအရာတွေကိုတောင်အတုံးပြူပြီးသူ့ရဲ့အိမ်လေးကိုအနုစိတ်အလှဆင်ပါတယ်သူမှအရာအသွေးကိုခွဲခြားတည်မြင်နိုင်တဲ့ဉာဏ်ကြီးကလည်းအံ့ဩစရာပါသူ့ရဲ့အိမ်လေးကတစ်ကိုင်းချောက်လေးတွေနဲ့ကြစ်ကြစ်လေးရဲပတ်တိဆောက်ထားပြီးအတွင်းဘက်မှာတော့ပျော်ပြောင်းတဲ့အခက်အလက်လေးတွေနဲ့ခင်းကျင်းထားပါတယ်ဒီလိုအိမ်လေးတွေလုံးကိုတိဆောက်ဖို့အတွက်နှစ်ပေါင်းများစွာအချိန်ယူတာမျိုးတောင်ရှိပါတယ်ဒီလိုအမှုပညာမြောက်တဲ့အိမ်လေးကတာမန်အတိုက်တစ်ခုတည်းပို့ပါတယ်ဒါကငတ်အမားကိုဆွဲဆော်ဖို့အတွက်အကောင်းဆုံးနည်းလမ်းတစ်ခုပါဒါပေမဲ့ဒီဒေသမှာတူတူတည်းဒီလိုကြိုးစားနေတာမဟုတ်ပါဘူးသူ့ရဲ့ပြိုင်ဘတ်တွေကလည်းအနီးနားမှာရှိနေပြီးကိုစီအလှဆင်ထားတဲ့အိမ်လေးတွေနဲ့ငတ်အမရဲ့အာယုံကိုဖန်ဆားဖို့ကြိုးစားနေကြပါတယ်ငမလေးရောက်လာတဲ့အခါမှာတော့အင်းတွေကိုတခုချင်းစီထေးချလိုက်လံစစ်ခဲ့ပါတယ်အနီးကကြီးရှူပြီးမှသူကြိုက်နှစ်သက်တဲ့အိမ်ကိုရွေးချယ်မှာပါတချို့အိမ်တွေမှာမို့တက်နေတာမျိုးဒါမှမဟုတ်အလှဆင်ထားတာမပြေဆုံးတာမျိုးဒီကြောင့်ပေချခံရတာမျိုးလည်းရှိပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ငတ်အကြီးငတ်လေးရဲ့ပန်းဖွင့်တွေနဲ့အလှဆင်ထားတဲ့အိမ်လေးစီကိုငတ်အမလေးရောက်လာပါတယ်ငတ်အမလေးကတဘိုးကျသွားပုံရပြီးအိမ်ထဲကိုဝင်ရောက်စစ်ထဲပါတယ်ငတ်အထီးလေးကလည်းသူ့ရဲ့အကောင်းဆုံးတခြင်းထန်တွေနဲ့ကားခုံပြပြီးငတ်အမရဲ့စိတ်ကိုဖန်ဆားပါတယ်ဒီလိုနဲ့သူတို့နှစ်ဦးရဲ့အချစ်ဇလန်လေးစတင်ခဲ့ပါတော့တယ်ဒီပါဝါဘက်လေးရဲ့အချစ်ကိုရှားခွေပုံကနေကျွန်တော်တို့ဘဝအတွက်သင်ခန်းစာယူစရာတွေအများကြီးရှိပါတယ်ကိုလိုချင်တဲ့ပန်းတိုင်တစ်ခုကိုရောက်ဖို့ကိုချစ်တဲ့သူတစ်ယောက်ကိုရဖို့ဆိုတာလွေးကူတဲ့ကိစ္စမဟုတ်ပါဘူးစိတ်ရှည်သိခံမှုစ조사အားထုတ်မှုဖန်တီးနိုင်စွမ်းနဲ့အသေးစိတ်ဂရုစိုက်မှုတွေကအောင်မြင်မှုရဲ့အဓိကတော့ချက်တွေပါတဘာဝတရားကကျွန်တော်တို့ကိုအမြဲတမ်းသင်ခန်းစာကောင်းတွေပေးနေတာပါဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တဘာဝလောကအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုချင်တယ်ဆိုရင်ကျွန်တော်ကို like နဲ့ follow လုပ်ပြီးအားပေးနိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့တင်ဆက်သူစောချင်ပါခင်ဗျာ